Rancid University နီနာမှာရှိတဲ့ Saran Series Rancid 2 AR project ကို UGMIN တို့ထပ်မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ဒီအိမ်ချမ်းဝင်းရဲ့အနေထားတွေကစိမ့်လန်းဆိုပြီးတော့ greenery area ကိုဖန်တီးပေးထားတာကိုတွေ့ရပါတယ်ဗျ။အတွင်းကဖွဲ့စည်းပုံ၄ယောက်တွေကိုကျွန်တော်ထဲမှာသေးစိတ်ထပ်မံပြပြပါမယ်။ကျွန်တော်အခုပြပေးမှာတော့295 square meter river နာမည်ပေးထားတဲ့အိမ်ဒီလုံးချင်းအိမ်လေးပဲဖြစ်ပါတယ်။အတွင်းကဖွဲ့စည်းပုံကျွန်တော်ထဲမှာအသေးစိတ်လိုက်ကြည့်အောင်။ဒီလုံးချင်းအိမ်ရဲ့အတွင်းကဖွဲ့စည်းပုံတွေကတော်တော်လေးကိုလှပပြီးတော့ကျေဝန်းတော်တွေ့ရပါတယ်ဗျ။ကျွန်တော်တို့ဒီထဲမှာအဆုံးထိလိုက်ပါကြည့်ရအောင်။အခုမြင်တွေ့နေရတော့ပထမအိတ်ခံပဲဖြစ်ပါတယ်ပထမအိတ်ခံကိုသူက gaming room အနေနဲ့ဖွဲ့စည်းပြီးတော့တွေ့ရပါတယ်ဗျဒုတိယအိတ်ခံကိုသူကကြည့်အောင်ဒါကတော့ living room area ပဲဖြစ်ပါတယ်အောက်door မှာဆိုလဲ greenery area ကိုဖန်တီးပေးထားတော့တွေ့ရပါတယ်ဗျဒါကတော့ဒုတိယအိတ်ခံပဲဖြစ်ပါတယ် toilet နဲ့တွဲရပါတယ်ဒုတိယအိတ်ခံလေးပဲဖြစ်ပါတယ်ဖွဲ့စည်းပုံတွေကတော်တော်လေးကိုလှပါတယ်ဗျဒါကတော့ kitchen ပဲဖြစ်ပါတယ်kitchen ရဲ့ကဲမှာဆိုရင် housemate room နဲ့ထပ်မံဖွဲ့စည်းပေးထားပါတယ်ဗျအင်တာဂျီချုပ်ခန်းနဲ့တွဲပါတယ်အခန်းလေးပဲဖြစ်ပါတယ်ထပ်ပြီးတော့အပေါ်ထပ်ကိုသွားကြည့်အောင်အပေါ်ထပ်မှာဆိုအိတ်ခန်း၃ခန်းထပ်မံဖွဲ့စည်းပေးထားတာကိုတွေ့ရပါတယ်ဗျအပေါ်ထပ်မှာရှိတဲ့အိတ်ခန်းရဲ့ဖွဲ့စည်းပုံလေးကလည်းတော်တော်လေးကိုလှတာကိုတွေ့ရပါမယ်ဒါကတော့တတိယမြောက်အိတ်ခန်းပဲဖြစ်ပါတယ်သူက co-working space အနေနဲ့ဖွဲ့စည်းပေးတာကိုတွေ့ရပါတယ်ဗျအခုမြင်တွေ့နေရတော့ living room area ပဲဖြစ်ပါတယ်ဒါကတော့၄ခန်းမြောက်အိတ်ခန်းပဲဖြစ်ပါတယ်စီလင်းကလည်းရမ်းအောင်မြင်ပါဗျအခန်းရဲ့ဖွဲ့စည်းပုံတွေကတော်တော်လေးကိုလှပါတယ်ဒါကတော့၅ခန်းမြောက်နောက်ဆုံး master bedroom အိတ်ခန်းပဲဖြစ်ပါတယ်ဘက်ကူနဲ့တွဲပါဗျသူရဲ့ကဲမှာဆိုရင်တော့ walk-in closet နဲ့ toilet ဖွဲ့စည်းပေးတာတော့တွေ့ရပါတယ်အဲ့တော့ဒီ in project ကိုစိတ်ဝင်စားလို့ဖြစ်ဖြစ်လူကိုယ်တိုင်လည်းကြည့်ရှုလို့ဖြစ်ဖြစ်အောက်မှာပေးထားတဲ့ Viber နဲ့ phone number မှာဆက်သွယ်မြန်စုံစမ်းနေပါတယ်ထိုင်းနိုင်ငံမှာရှိတဲ့ကွန်ဒိုနဲ့လုံးချင်းဝယ်မယ်ဆိုရင်တော့ GIG ထိုင်းအောင် page ကိုဆက်သွယ်မြန်စုံစမ်းနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်